လူတိုင်းမှာတော့ idol ဆိုတာရှိကြမှာပါထိုနည်း၎င်းရဲ့ကျွန်တော်မှလည်း idol တယောက်ရှိပါတယ်မကြခင်ကျွန်တော်ရဲ့ idol ကြီးနဲ့ဒီပါကြီးမှာစုံတွေ့ရတော့မှာဖြစ်ပါတယ်ဒါပေမဲ့ပေါက်ဖော်တို့တခုတော့သိထားပါတချို့မောင်းမိုက်တဲ့အရာတွေကကိုယ်စားသုံးမှုအတွက် idol ရောင်ဆောင်ပြီးတော့လာတတ်ကြတယ်ဘဝမြင်တိုင်းရွှေမထင်တဲ့ဆိုတဲ့စကားအတိုင်းပဲဘယ်ရောင်မှလွယ်လွယ်နဲ့မယုံပါနဲ့ကြမ်းကြမ်းမှန်မှန် idol နဲ့မတွေ့ခင်မှာကျွန်တော်ကျန်းစာလိုက်ဖက်တယ်ဒါဘယ်လိုတက်ရောက်လဲဆိုတာအားလုံးလည်းသိကြမှာပါပြီးတော့ကျွန်တော်တွေးမှုမေးချိန်ဟန်တွေထားလို့တယ်ဒါကလည်းတမယိုးကြမဖြစ်နိုင်ဘူးသူပြောအောင်ကွာငါ idol အောင်စဘူးကို Ronaldo ထက်ပို့ပြီးတော့မကောင်းချောင်းနောက်ထပ်ရှိသေးရဲ့ဗာလဲ Justin Bieber ထက်အတန်ကဆိုးရဲ့ဟတ်လားNo ငါ idol ခုလိုပြောရလူတွေကိုငါဘယ်တော့မှခွင့်မလုပ်ဘူးကွာ Okay အားလုံးပဲ welcome back everyone အဲ့တော့ဘာလို့စဉ်းစားကြည့်ပါဘွားမှာတစ်ခါလောက်ကတော့ကိုယ့်ရဲ့ idol တွေနဲ့အပြင်မှာတွေ့ချင်ကြမယ်လို့တော့ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ idol ကတော့ကျွန်တော်ရဲ့ကိုကြီးအောင်စဘူးပေါ့နော်ဆိုတော့သူ့ကိုတော့ကျွန်တော်စားတိလာတာကတော့ကြက်ကင်တဲ့ view ကနေစားတိလာရယ်ဆိုတော့ဒီတစ်ခါတော့သူနဲ့ကျွန်တော်နဲ့ကအပြင်မှာတော့တွေ့မှာတော့မဟုတ်ဘူးဒါပေမဲ့ဒီ Minecraft ထဲမှာတွေ့ရအောင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရန်အောင်မှာပီတိလည်းဖြစ်မိတယ်လို့အရန်အောင်လည်းဝမ်းသာဂုဏ်ယူမိပါတယ်ဆိုတော့ကျွန်တော်ရဲ့ idol တစ်ယောက်ဖြစ်တဲ့ကိုကြီးအောင်စဘူးနဲ့ကျွန်တော်ဒီနေ့မှာတော့ Minecraft ထဲမှာတွေ့ရအောင်မှာဖြစ်ပါတယ် Let's go wait This is not normal guys ဒါမဲ့ဒါတန်မှန်မဟုတ်ပါဘူးတချို့မောင်းမိုက်တဲ့အရာတွေကကိုယ့်ရဲ့ idol အဖြစ်ဟန်ဆောင်ပြီးတော့ကိုယ်စားသုံးဖို့ရောက်လာတာမျိုးလည်းရှိတတ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ပေါ့ဖို့ကျွန်တော်ဘာလို့ဆိုလိုရလဲဆိုတာအားလုံးသိပြီးကြပြီလို့တော့ထင်ပါတယ်ဒါဆိုတော့ let's get started right here ကဲအားလုံးပဲ view လေးမစခင်မှာကျွန်တော်ရဲ့ idol ရဲ့တချင်လေးတစ်ပုတ်ထဆိုလိုက်အောင်ကျွန်တော်တို့ရဲ့ idol ကိုကြီးအောင်စဘူးသူမတူလူတူရှာထွန်းတောက်ခဲ့ပြီ Let's go guys welcome back everyone today I'm going to be showing you how to kill in my idol အောင်စဘူး sorry မဟုတ်ပါဘူး Okay အဲ့တော့ကျွန်တော် single player world crate new ဟာကျွန်တော်အရင်ပြောနေပြီอ่ะဘာလို့လဲဆိုတော့ဘဝမှာတစ်ခါလောက်ကတော့ကိုယ့်ရဲ့ idol နဲ့ကတော့အပြင်မှာတော့တွေ့ကြတယ်ဒါပေမဲ့အပြင်မှာတွေ့ခွင့်မရရင်တော့မှ game ထဲမှာတွေ့ရမှာဆိုတော့သူကတော့အပြင်မှာတွေ့လို့မရဘူးဆိုပေမဲ့ game ထဲမှာတွေ့ရတာနဲ့တည်းကျွန်တော်ကျင်းနေနေပါပြီဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကအခွင့်ထူးခံဖြစ်သွားပြီပေါ့နော်အားလုံးထက် alright okay ဆိုတော့game ထဲကိုတော့ကျွန်တော်ပေါင်းမှန်မယ်လို့ထင်တယ် Let's go to create new world guys Let's go Okay ကျွန်တော်အရင်ပြောင်းနေပြီ Yo ကျွန်တော်တို့ရဲ့ဂုတ်ကြီးနဲ့တွေ့ရအောင်မယ် Okay Let's go Alright We are now in 2နဲ့ကြောက်တောင်ပေါ်မှာရောက်နေဟာငါတို့မြေပြန့်တော့မြေပြန့်မယ်ဒါပေမဲ့မြေပြန့်စစ်တော့မဟုတ်ဘူးဆိုတော့ကြောက်တောင်မှာရောက်လာရင်ဆိုတော့အဓိကတော့ကြောက်တွေအများကြီးရမယ်တစ်ပင်ကခုတ်ရအောင်မယ်ဟာနေဦးလောလောဆယ်တော့ဘာဆိုဘာမှတော့မရှိသေးဘူး right ဟုတ်တယ်ဟာဘာမှမရှိသေးဘူးဆိုတော့ okay ဒါဆိုလို့ရှိရင်အောက်ဆင်းတဲ့နေရာမှာလည်းတတိထားမှရမယ်ကွာငါတို့ idol နဲ့မတွေ့ရပဲတိတ်နေဦးမယ် idol နဲ့ကတော့တစ်ခါလောက်တော့အရင်တော့တွေ့ချင်တယ်ဗျokay အောက်ဆင်းမယ် let's go ဒီလောက်အများကနေတော့မတိတ်တော့ပါဘူး Okay အသက်နှထုံးခွဲတော့ကုန်သွားရဲ့ idol နဲ့တွေ့ဖို့ကတော့ဒီလောက်ပေးဆက်ရတန်ပါရဲ့ကွာ yeah အဲ့တော့ငါတို့တက်ခုတ်ရတိုးပါဟာလန့်တာ Okay ငါတို့တက်ခုတ်ရတော့မယ် idol ကတော့သူဘယ်ချိန်လာမလဲတော့ကျွန်တော်တို့မသိသေးဘူးပေါ့နော်ဒါပေမဲ့like ကျွန်တော်တို့ပြောတစ်ချိန်တော့သူရောက်လာလိမ့်မယ်သူရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီတိုင်း blind တော့သွားတွေးလို့တော့မရဘူးလေနော်ကိုယ့်ရဲ့ idol တယောက်ကိုတေချာဧည့်ခံမှရမလဲဟုတ်တယ်မလားဆိုတော့သူကဇမင်းသားဖြစ်တဲ့အတွက်ကြောင့်ဇက်တပင်နဲ့ပတ်သက်တဲ့ဇက်တပင်နဲ့ပတ်သက်တဲ့ဟာဆိုလို့ micro ထဲမှာလည်းမရှိဘူးเนาะငါတို့ဘာနဲ့ဧည့်ခံကောင်းမလဲငါတို့ရဲ့ဘိုးစိန်ပူဇော်တက်ကထောင်ချောက်ကြီးနဲ့ဧည့်ခံလိုက်ရမလား Yeah ဟိတ်ကြမစိုး Okay ငါတို့ရဲ့ဘိုးစိန်ပူဇော်တက်က trap နဲ့ဧည့်ခံရမယ်ငါတို့ရဲ့ idol ကြီးဟုတ်တယ်မလားစပါဗျာဘယ်နဲ့ကို idol ကြီးကိုရဲ့ကဘာကိုတစ်ခါလာမအောင်ငါတို့ကပောက်ကြရကြီးတွားကြုံလို့မရအောင်လေကွာအဲ့တော့ငါတို့အကောင်းဆုံးပြအောင်လို့လုပ်ရမှာပဲဟုတ်တယ်မလားအဲ့တော့မိုးမချုပ်ဟိုလန့်တာကွာဘာတိုင်ကြီး
အဲ့တော့ငါတို့မိုးမချုပ်ခင်လေးကတော့ငါတို့အကောင်းဆုံးပြင်ဆင်ရမယ်အဲ့တော့ရေညရောက်လို့ရှိရင်တော့မလားအကောင်းဆုံးပဲဗျဘာလို့လဲဆိုတော့ညမှာသိရမလားမစင်မပြေဘူးညတော့မလာနဲ့ဗျတကယ်လို့ idol လာမယ်ဆိုလို့ရှိရင်ဒီလိုမနေ့ခင်းတွေမှာလာဗျအဲ့ဟာမှကျွန်တော်လည်း idol ကိုတေချာမြင်ရမှာပြီးတော့ဓာတ်ပုံတွေပါရိုက်တဲ့ခါကြာလို့ရှိရင်လည်းပို့ပြီးတော့ကောင်းပါဗျညာကြီးတော့မလာပါနဲ့ဗျနော်ကျွန်တော်တောင်းပန်ပါတယ်ဗျလောလောဆယ်ကျွန်တော်ရဲ့ idol ကိုအဲ့ခံမှုတွေကျွန်တော်အိမ်ကောင်းကောင်းလေးတစ်လုံးလောက်တော့အရင်စောက်ထားမှရမယ်ပေါ့နော်သိရမလားနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်သူ့ကိုလက်ဆောင်တွေပါပေးဦးမှာဆိုတော့ညကြီးကျွန်တော်စောက်ထားတဲ့အိမ်ကကျွန်တော်သူ့ကိုစုချရဲ့အနေနဲ့ပိတ်လိုက်မယ်ဗျာကျွန်တော်ရဲ့ idol ကိုကြီးအောင်စမှုကိုအဲ့တော့ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်အိမ်ကောင်းကောင်းလေးတစ်လုံးစောက်ပြီးတော့သူ့ကိုလက်ဆောင်ပေးလိုက်မယ်ပြီးတော့ဒီမှာပန်းတွေရောရှိရဲသူ့ကိုပေးဖို့ဒါပေမဲ့ပန်းအားကြတော့နည်းနည်းဂိမ်းပုံစံကြီးပေါက်နေတယ်ဆိုတော့ပန်းတော့မပေးတော့ဘူးအိမ်ပေးတာတော့လောက Sigma style yeah ဆိုတော့ကို idol ကိုအိမ်လုံးလက်ဆောင်ပေးနိုင်တယ်ဆိုတာဘယ်လောက်ထိပီတိဖြတ်ရအောင်လဲငါလူဇော်မီဟာဒုက္ခပါပဲဝေးငါတို့အိမ်ကိုဘယ်မှာစောင့်ရင်ကောင်းမလဲငါရဲ့ idol က तू ကဇမင်းသားဆိုတော့သိရမလား तू ဇက်တွေပါကားလို့ရှိရင်တော်တော်ပင်ပန်းချာမှာအဲ့တော့ तू အပန်းပြေလို့ကောင်းမဲ့နေရာတစ်ခုပေါ့လိုက်ခုလိုနေရာမျိုးမှာစောက်ပေးလိုက်လို့ရှိရင်ဘယ်လောက်ကောင်းလိုက်မလဲဒီမှာကြည့်ရေရလေကြည်စိတ်နေရပဲ तू ရေချိုးချင်တဲ့ခါကြလို့ရှိရင်လေရေကူလို့ရရဲနောက်ပြီးတော့ तू လုံးဝအပန်းပြေစင်မှာဒီနေရာမှာစောက်ပေးလိုက်လို့ရတော့ rightသူလည်းတော်တော်ဝမ်းသာပီတိဖြစ်မှာအဲ့တော့သူဖယ်ချိန်လာမလဲတော့ကျွန်တော်မသိနိုင်တဲ့အတွက်ကြောင့်အချိန်မဆွဲပဲနဲ့ခုတခါစောက်လိုက်ကြလို့ရှိရင်တော့အကောင်းဆုံးဖြစ်လိမ့်မယ်ဒီလိုငါ idol အတွက်ပဲစဉ်းစားနေတာငါကတော့မစဉ်းစားမိဘူးငါအစားကုန်နေဟာငါတခုသွားလို့မရမယ် okay let's go ဒီနေရာလေးကမစိုးဘူးဗျပြီးတော့မိုးရလို့ရှိရင်လည်းတော်တော်နေလို့ကောင်းပါပြီးတော့နွေရာသီမှာလည်းတော်တော်အေးမှာပေါ့နော်ဆိုတော့အဲ့နေရာကိုကျွန်တော်ရွေးလိုက်တာတော့တော်တော်မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲဗျပြီးကြလို့ရှိရင်က TikTok video တစ်ပုဒ်ရိုက်မယ်ကွာ like အကိုကြီးအောင်စပူအတွက်ငါအိမ်တစ်လုံးဝယ်ပေးလိုက်ပြီဆိုပြီးတော့အဲ့မှာTikTok မှာ video ကလည်း viral ဖြစ်သွားမယ်နောက်ပြီးကြတော့yeah ဒါဆိုလို့ရှိရင်က follower တွေတက်မယ်ပြီးတော့ငါ attention တွေရမယ် yeah သူရဲ့ပရိသတ်တွေထဲမှာငါအကြီးမားဆုံးသောလက်ဆောင်ပေးရလူဖြစ်သွားလိမ့်မယ်အဲ့ချိန်မှာငါလည်းထပေါက်မယ် yeah ငါလည်း Sally တယောက်ဖြစ်ပြီကွာအဲ့ဒါဆိုလို့ရှိရင်ယေသူ့ကိုတက်သားနဲ့စောက်ပေးရင်ကောင်းမလားဒီကကြောက်တွေနဲ့စောက်ပေးရင်ကောင်းမလားမသိဘူးเนาะတက်သားနဲ့စောက်ပေးကပိုကောင်းမယ်တင်တယ်ဘာလို့လဲဆိုတော့အခုကမိုးရာသီကပြီးတော့မှနောက်ကြလို့ရှိရင်နွေရာသီကရောက်လာအောင်ပါအဲ့ချိန်ပို့ပြီးတော့နေလို့ကောင်းအောင်လို့တက်သားနဲ့ပဲစောက်ပေးရကောင်းနေမယ်ငါအခုတက်တိဟေးငါ idol အတွက်အိမ်စောက်ပေးမယ်ဆိုမှငါအစားတော့မစားရသေးဘူးငါအခုကြောင်ပြောက်နေပြီဟာငါတို့ရလေကွာသူမလိုပဲလိုက်လေထွက်ပြေးလေဟာဒုက္ခပဲအောင်တိုးရoh finally မင်းတို့ကရှာနေရဟာမင်းတို့ကလေကွာမင်းတို့ကဒီကဘာမှာငါအတွက်အရေးကြီးဆုံးသောလူတွေပဲမင်းတို့မရှိရင်ငါ idol အတွက်ဘလို့မှငါဘာလို့ဘာမှလုပ်ပေးနိုင်တော့မှာမဟုတ်ဘူးမင်းတို့ပဲပြောင်းနေအောင်မင်းတို့ပဲပြောင်းနေအောင်စောနာကြီးရှိရလားဟာရော okay ကဲငါတို့ idol အတွက်တက်သွားခုံရအောင်တက်ကိုတော့ငါအကောင်းဆုံးဖြစ်စေချင်တယ်ကို idol အတွက်အိမ်ကိုတော့လေအဲ့ဟာကြောင့်ဒီကမြေပြတ်တက်ပင်တွေပဲရှာကြံပြီးတော့ခုတ်ကြပါကွာရိုးတက်သားလေးနဲ့လည်းစောက်ပေးလို့ရတယ်ဒါပေမဲ့အားလုံးထဲမှာဒီမြေပြတ်တက်သားအခိုင်ဆုံးပဲဗျသူကလေတကယ်ကောင်းမွန်တဲ့အထဲမှာပင်စီတွေရှိရယ်တကယ်ကောင်းမွန်တဲ့တက်သားပဲမြေပြတ်ကိုကျွန်တော်သုံးချင်တော့ရနောက်ဆုံးဘာဆောက်မြေပြတ်နဲ့ပဲစောက်တာအကောင်းဆုံးပဲဗျဝေါဒီလိုနေရာမျိုးတွေကတခါမှမရောက်ဘူးကွာတော်တော်တက်ပေရပဲကွာဒီနေရာမျိုးမှာတကယ်ကောင်းမွန်တဲ့ temporary စောက်လို့ရတော့တကယ်အဆင်ပြေမှာဗုဒ္ဓဘာသာတွေဆိုလို့ရှိရင်တော့ဒီလိုနေရာမျိုးတွေမှာဖျားတယ်လို့ရှိရင်သူတို့အတွက်တကယ်တက်ပေမှာခရစ်ယာန်တွေဆိုလို့ရှိရင်တော့ဒီနေရာမှာဖျားเจ้าတွေစောက်မယ်တကယ်ကိုpraise and worship တွေလုပ်လို့ရှိရင်တကယ်ကောင်းမွန်တဲ့နေရာပဲတကယ်ကိုတဘာဝအလားတရားနဲ့လုံးဝကွာ okay ငါမြေပြန့်ရှာမရအောင်ပဲsorry မြေပြန့်တော့ဖြစ်နေကုသိုလ်ကအကျိုးပေးပြီကွာ yes ငါဝတ်တွေအများကြီးတွေ့အစားအတွက်ပူဇော်မလို့တော့ဟေးကောင်းတော့ဗောoh my gosh ဝတ်တွေအများကြီးတွေ့ပြီ
ပြောလိုက်တာပြောလိုက်တာအိုင်ဒိုကြီးကိုကြီးအောင်စပူအတွက်ငါကောင်းကောင်းအိမ်ဆောက်ပေးလို့ရမှာနမို့ဆိုငါအစာအတွက်ပူပန်နေရတဲ့ငါဘာမှတိတ်ထားအောင်စောက်ဖြစ်မှာမဟုတ်တော့ဘူးခုဒီလောက်ဆိုလို့ရှိရင်တော့အေးစေးဖြစ်သွားပြီငါမြေပြန်တက်ပင်တွေရှားမှာဟာမြေပြန်တက်ပင်တွေကလည်းရှားမှာရှားခုတက်တီရောအိုင်ဒိုရဲ့အရေးရောင်တခုမှမတွေ့ရသေးဘူးเนาะတော်တော်ထူးဆန်းတာပဲအိုင်ဒိုကတော့မနတော့ကြီးလားတော့မသိဘူးဒါပေမဲ့ထားလိုက်ပါဦးကွာသူကလည်းတကယ်ကိုအလုပ်တွေများနေလို့မလာဖြစ်သေးရလဲဖြစ်မှာပေါ့ဒါပေမဲ့ငါတေချာလေးကို तू invite လုပ်ထားတယ် तू မကြခင်တော့ရောက်လာလိမ့်မယ်အသေးချာပဲ तू ရောက်လာလိမ့်မယ်အဲ့တော့ तू ရောက်လာလို့ရှိရင် तू ဝမ်းတာ PT ဖြစ်သွားအောင်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့အကောင်းဆုံးလုပ်ရမယ် Okay ဒီနေရာမှာငါတို့စောက်ပေးရမယ့်နေရာ Okay စောက်လိုက်ကြရအောင် Let's go တိတ်ကတော့နည်းနည်းတော့အကုန်ကြတော့များလိမ့်မယ်ဗျဒါပေမဲ့ထားပါတော့ကိုယ့်ရဲ့ idol ကြီးတယောက်တွက်ဆိုတော့ဒီလောက်တော့ရှိတဲ့ရှိထိုက်ပါရဲ့ What Hello ဟိုရောက်လာလား Hello ဝေးကြောက်သွားပြီဟာဝေးငါမျက်စိမားနေပါပါတွေးချင်စောများသွားလို့မျက်စိမားလည်းဖြစ်နိုင်တယ်ပေါ့နော် idol တယောက်ဆိုတော့ဒါဖြစ်ကောင်းဖြစ်နိုင်ပါတယ်သူရောက်လာလို့ရှိရင်တော့တယောက်တည်းတော့ရောက်လာမှာမဟုတ်သူ့ရဲ့အဖွဲသားတွေနဲ့ရောက်လာမှာဆိုတော့ Okay ညာမျက်စိမားဖြစ်နိုင်တယ် Screw တကားပဲကြံတော့ရင်ငါတို့လောကလေဝင်လေထွက်ကောင်းမယ်ပြီးတော့တကယ်အေးမြရဲ့ feeling တစ်ခုရမယ်ပေါ့နော်ဒီမှာသူလာပြီးတော့ပန်းပြေလို့ရှိရင်တော့တော်ကောင်းလိမ့်မယ်ဗျ Okay သူကတော်ဝမ်းတာ PT ဖြစ်တော့မှာပဲဟာ Wow that's it Okay ပြီးတော့အထဲမှာကြတော့သူအိတ်ဖို့အတွက်အိတ်ရတစ်လုံးကလည်းစီစဉ်ပေးရအောင်ပဲညပါရင်ကျွန်တော်အိတ်တဲ့အိတ်ရပဲသူ့ကိုပေးလိုက်တော့မယ်ဗျာကျွန်တော်အိတ်ဖို့မလိုတော့ဘူးidol အိတ်လို့ရရင်ပြီးပြီဟလားအဲ့တော့ကျွန်တော်အိတ်ရကိုသူ့ကိုကျွန်တော်မြှားလိုက်တော့မယ် Okay idol အတွက်အိတ်ရပြီးတော့သူနောက်ကြလို့ရှိရင်အစာတွေစားကြလို့ရှိရင်သူဘိုက်လဲမစားအောင်လို့ငါတို့တေချာစီစဉ်ပေးရမယ်ကျွန်တော်ရဲ့နာကျွန်တော်ရဲ့ဘေးမှာထောင်စင်တီရှိတော့ဖျားရှင်ကျွန်တော်ရဲ့မူရာတွေအလုံးကိုတောက်စသူချေရှင်ပေးအပြေဆုံးခြင်းမတန်နိုင်ခြင်းတွေပေါ်မှာဘာကူမှမချီသူကျွန်တော်ရဲ့ဖျားရှင်The path that shit စတီးရတွေဟုတ်တယ်ဖျားတခြင်းတွေအောင်စိုးနေဟာအိုင်ဒိုင်းနဲ့တွေးဖို့ဖျားတခြင်းတွေစိုးနေပြီဆိုကြရမဟုတ်တော့ဘူးเนาะပေါ့ပေါ့တေချာလေးမှတ်ထားကိုယ့်ရဲ့အိုင်ဒိုင်းနဲ့တွေးဖို့ဘာမှလည်းမဆိုင်ဘူးဖျားတခြင်းဆိုရဆိုကြရအစမတေချာတော့ဘူးအဲ့တခုတော့တေချာလေးမှတ်ထားလိုက်ကြတော့ပြီးတော့ကျွန်တော်ဗီဒီယိုအစမှာလည်းကျန်းစာဖတ်တယ်ပေါ့เนาะဆိုတော့မဟုတ်တော့ပေါ့ပေါ့နောက်ကြသိရအောင်ပါ Okay Okay ပြီးတော့ငါတို့တစိမ့်တစ်ခုလည်းခတ်ရအောင်မယ်ဟာYes ခဏတစ်ဖြုတ်တော့ဒီမှာထားလိုက်မယ်ဗျဟာစတီဟန်တွေမှာတစ်ဆင့်ကျွန်တော်ရဲ့ idol ကြီးကိုကြီးအောင်စပူကိုအိမ်လက်ဆောင်ပေးထားဖြစ်ပါတယ်give ငါရေးရမှန်းလား give GIV မဟုတ်လား give လက်ဆောင်ငါလည်းမသိတော့ကွာထားလိုက်တော့ Okay ကဲအိမ်ကတော့ပြီးသွားပြီဆိုတော့နောက်ကြလို့ရှိရင်မီဒီယာတွေကိုခေါ်မယ်မီဒီယာတွေထဲမှာတော့ခေါ်ဖို့ကတော့အများကြီးပဲအားလုံးခေါ်လိုက်မယ်ကွာမြန်မာတနိုင်ငံလုံးမှာရှိတဲ့မီဒီယာအားလုံးကိုခေါ်လိုက်မယ်ပြီးတော့ငါတို့ရဲ့ idol ကြီးကိုကြီးအောင်စမှုအတွက်အိမ်လက်ဆောင်ပေးရဆိုရဲဗီဒီယိုလေးမီဒီယာတိုင်းမှာဖြန့်ခိုင်းလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ငါလည်းလူသိများမယ်နောက်ပြီးတော့ငါလည်းပို့ပြီးတော့ attention တွေရမယ်ပြီးတော့နောက်ကြလို့ရှိရင်ငါနောက်ထပ်လုပ်မယ် project တွေအတွက်လည်းငါလုံးဝအဆင်ပြေလုပ်နိုင်သွားမှာဆိုတော့ငါခုစောက်လိုက်တဲ့အိမ်ကတော့တန်မိုးနဲ့တွက်ချက်ရမယ်ဆိုလို့ရှိရင်တော့မြန်မာငွေအနည်းဆုံးတော့တိမ်ပေါင်း3000လောက်တော့ရှိမယ်ထင်တယ်။ကဲဆိုတော့ဒီလောက်ပေးနိုင်တာငါပဲရှိမှာ Yes Okay အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါကိုကြီးအောင်စမှုမလာခင်မှာတော့အဲ့ရမှာခဏတစ်ဖြုတ်အိတ်လိုက်အောင်မယ်။ပင်မနဲ့ကွာဤစောက်ရမောပဲဟာ
What is up every morning? Wait. ကိုကြီးဟာကြောက်သွားပြီ Wait what ပါဘယ်လိုဖြစ်တာလဲငါမျက်စိမားနေရမဖြစ်နိုင်ဘူး Wait ကိုကြီး Hello ကိုကြီးအော်ဆင်းခဲ့ပါဗျကျွန်တော်ကိုကြီးတို့အိမ်အောင်ဆောက်ပြီးပြီဗျလောက်ပါအောင်ဗျဟာနေတခုပဲอุ้ยအမေဘောဘာတက်လုံနေရတော့ဗျဟာကိုကြီးကျုပ်ကိုမချောက်ပါနဲ့ဗျာကိုကြီးအဲ့လိုကြီးကြောက်မပျော်တော့ဘူးလို့အဲ့လောက်ကြီးကြောက်မပျော်တော့ဘူးလို့ကျွန်တော်ကကိုကြီးရဲ့အမခန်းပြိသက်ပါဗျလောက်ပါဗျကျွန်တော်ကိုကြီးအတွက် big cave ကိုပေးထားရဲ့ဗျကျွန်တော်ကြီးမရဲ့လက်ဆောင်မန်တာတစ်ခုကိုပြင်ဆင်ထားတယ်တစ်ချက်လောက်လာကြည့်ပါဦးဗျဟာမဟုတ်သေးဘူး Fuck! Ah! Ui! Cô ý mau bọng. Hello. Bao lâu? Nào? Hey! Hey! Lời mới là chết đi hả? Màu ly! Mẹ ngại ai đó màu mẹ! Bà nói yêu! Ngại ai đó màu ly qua mẹ! Mẹ thiếu cháu là dạ cháu này mới xỉu! Mẹ truyệt à? Bây giờ ngại ai đó là cháu là không à? Không truyệt tỏa ra! Tỏa ra hả? Tỏa! Nó lù má bây giờ khó lại mì thế nè. Holy crap. À.